မြေဥရှရဲ့အနီးလမ်းပန်းဆက်သွယ်ရေးတာယာဆင်ပြေပြီးတော့ကွန်တို project ကြီးတွေအစစ်မြင့်အိမ်ယာ project တွေဝန်းရံထားတဲ့နေရာတစ်ခုမှာမြေကွက်ဝယ်လူကြတဲ့ဝိုင်းချွေရဲ့ချရတဲ့လူကြီးမင်းတွေကို111လမ်းအတင်83လမ်းအနီးမှာရှိတဲ့မြေကွက်ကျိတ်အယောင်လေးနဲ့မိတ်ဆက်ပေးမယ်နော်။တွဲပေကျိတ်လေးကတော့ပေ40 120အကျယ်ဝန်းရှိပါတယ်ရှင်။အလဲ့လေးကတော့လေဝင်လေထွက်ကောင်းမွန်ပြီးတော့နေထိုင်ရတာအေးချမ်းနဲ့တောင်ပတ်လှည့်လေးပဲဖြစ်ပါတယ်။အရှုပ်ရှင်းကင်းတဲ့ဂရန်တက်တန်းအစ်စ်ကလေးနဲ့ရရှိမဲ့မြေကွက်လေးပဲဖြစ်ပါတယ်ရှင်။အနာဂတ်အလားအလာကောင်းမွန်ခြင်းဘေးပတ်ပတ်လည်မှာကွန်ဒို project ကြီးတွေဆောက်လုပ်နေတာကြောင့်အရန်ကိုဖွံ့ဖြိုးတိုးတက်လာမဲ့ဇုံတစ်ခုဖြစ်ပါတယ်ရှင်။လမ်းကျယ်လမ်းကောင်းပြီးတော့ကားဝင်ထွက်အရန်ကိုအဆင်ပြေတဲ့မြေကွက်ကလေးကိုရောင်းချပေးမယ်ဈေးနှုန်းလေးကတော့3,400ကိုညှိနှိုင်းလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်။ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်ကိုယ်တိုင်အိမ်ဆောက်ပြီးနေဖို့ပဲဖြစ်ဖြစ်စိတ်ကြိုက်ညှိနှိုင်းဝယ်ယူနိုင်တဲ့အခွင့်အရေးကိုလက်လွတ်မခံပါနဲ့နော်။ဒီမြေကွက်ကလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဝိုင်းချိုအင်ချမ်မြေဖုန်းနံပါတ်3993340510ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်